အလုံးမင်္ဂလာပါဗျဒီနေ့ကတော့ဂျပန်နိုင်ငံရဲ့အကြောင်းကိုပြပြပေးချင်ပါတယ်ဂျပန်နိုင်ငံကလာမယ့်2030ရောက်လို့မှအခုကျွန်တော်ပြောတဲ့အကြောင်းအရာတွေဒါတကယ်ဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်တေချာပေါက်နေပါဂျပန်နိုင်ငံကကြာရှုံးနိုင်ငံတစ်ခုဖြစ်သွားနိုင်ပါတယ်ဟုတ်ပါတယ်အခုဒီပြဿနာတွေကဂျပန်နိုင်ငံမှာသူတို့ကိုယ်တိုင်ကလည်းပဲသိပြီးတော့တကယ်ကိုကြိတ်လေဖြစ်ရှင်းနေတကယ်ပေါ်တင်လည်းဖြစ်ရှင်းနေတဲ့ပြဿနာတွေဖြစ်တယ်လို့မျိုးကဘာကလည်းပဲဒီပြဿနာတွေကိုဂျပန်နိုင်ငံကဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုဒါစောင့်ကြည့်နေရတဲ့အနေအထားမှာရှိနေပါတယ်ဟုတ်ပြီအဲ့ဆိုလို့ကျွန်တော်ဒီတကယ်အကြောင်းအရာကိုပြောလိုက်ကြရအောင်ပေါ့နော်အဓိကဘာလဲဆိုလို့ရှင်တော့တကယ်ဒီလူသားအရင်အမြစ်ပြဿနာပါပဲဟုတ်ပါတယ်ဂျပန်နိုင်ငံမှာတကယ်ဒီတက်ကြီးရွယ်တွေကအရန်ကိုတိုးလာတယ်ပြီးတဲ့ခါမှာတကယ်ဒီမွေးဖွားနှုန်းကလည်းပဲတကယ်ကိုကျဆင်းလာနေတာဒါတွေကတကယ်ကိုမှတော်တော်လေးမှဆိုးွားတဲ့လက္ခဏာတွေပေါ့နော်ကျွန်တော်ဒီ2025ခုနှစ်ပေါ့နော်လွန်ခဲ့တဲ့နှစ်တုန်းကဂျပန်နိုင်ငံရဲ့လူဦးရေကသူတို့ရဲ့စစ်တမ်းအရဆိုလို့ရှိရင်ဒါ123တန်းကျော်ရှိတယ်ပေါ့နော်အဲ့ဒီကမှတကယ်အသက်65နှစ်အထက်လူကြီးတွေကဘယ်လောက်လဲဆိုလို့ရှိရင်ဒါ35တန်းကျော်ရှိတာပါအဲ့ဒါကဒီ2025နော်လာမယ့်2030ရောက်တဲ့အခါမှာဘယ်လိုဖြစ်လာနိုင်လဲဆိုလို့ရှိရင်ねလူဦးရေကျလာပြီးတော့ကျွန်တော်ဂျပန်နိုင်ငံလူဦးရေက2030မှာဆိုလို့ရှိရင်ဒီလူဦးရေက119တန်းကျော်နဲ့ပြီးတဲ့အခါမှာသူတို့ရဲ့ဒီ65နှစ်အထက်လူကြီးကကျတော့တကယ်ဒီ39တန်းကျော်အထိကိုရှိလာမှာပေါ့နော်ပြောနေတာဗျာဒီလူကြီးကတော့ကြာဆင်းလာမယ်ဒါပေမဲ့သူတို့ရဲ့တကယ်ဒီတက်ကြီးရွယ်တွေကကျတော့အရန်ကိုတိုးလာမယ်ဆိုတဲ့အတေးတွေဖြစ်တာပေါ့နော်အဲကျတော့ဘာဖြစ်မလဲဆိုလို့ရှိရင်တော့အဓိကကတော့ဂျပန်နိုင်ငံမှာတကယ်ဘိုးဘွားတွေအရန်ကိုတိုးလာမယ်အလုံးမလုံးနိုင်တဲ့တကယ်တက်ကြီးရွယ်တွေအရန်ကိုများလာမယ်ဆိုတဲ့အတေးပဲဖြစ်ပါတယ်အဲကျတော့အဲ့ဒါကဘယ်နေရာမှာသွားဖြစ်ကြတော့အဓိကတက်ရောက်နိုင်တယ်ဆိုလို့ရှိရင်တော့တကယ်ဒီကျွန်တော်ဒီမှာလောသားတွေလည်းပဲအများကြီးရှိကြတဲ့တကယ်ဒီဘိုးဘွားဆောက်ရှောက်ရေးဆိုတဲ့လုပ်ငန်းမှာသွားရောက်ပြီးတော့ကျွန်တော်အဓိကနိုင်တာပါအဓိကနိုင်တာမဟုတ်ဆိုပေမဲ့အဓိကကတော့အဲ့လုပ်ငန်းကိုပို့ပြီးတော့ဦးစားပေးလုပ်ကိုင်ရမယ်ပေါ့နော်တကယ်ဒီတကြီးရွယ်တွေတင်ကိုကကျွန်တော်တို့နိုင်ငံရဲ့လူကြီးတော်ရှိနေတာဖြစ်တဲ့အတွက်ဒီလုပ်ငန်းမှာ3ရမယ့်အသုံးစရိတ်တွေပြီးတဲ့ခါမှာစီဝါစရိတ်တွေပြီးတဲ့ခါမှာသူတို့ရဲ့ဒီဘဝတွေရဲ့နေ့စဉ်ဘဝအတွက်ကိုဆောက်ရှောက်ရမယ့်သူတွေသူတို့အဆင်ပြေအောင်လုပ်ပေးရမယ့်အခိုက်အတန့်တွေနေပေါ့နော်ဒါတွေကိုသူတို့ဒီနေနဲ့တကယ်ကိုဖြည့်ရှင်းဖို့လိုတယ်ပေါ့နော်အဲ့ဒီဘက်ကူလည်းပဲတကယ်ကိုမှဖြည့်ရှင်းရဖို့လိုတယ်လို့မျိုးပဲတခြားနေရာတွေဘက်ကူလည်းပဲဒါဂျပန်နိုင်ငံအနေနဲ့ကတကယ်ကိုမှအာရုံမစိုက်လို့မရဘူးပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီ2024တုန်းကပေါ့နော်ဒီဂျပန်နိုင်ငံတုံးမှာတကယ်လုပ်ငန်းကြီးတွေပေါ့နော်ဒီလူဦးရေမလုံလောက်မှုဆိုတဲ့ပြဿနာနဲ့ပဲဒါသူတို့ဒီဝါလီခံတဲ့လုပ်ငန်းတွေအားလုံးပေါင်းလို့ရှိရင်တကယ်ဒီ300ကျော်အထိကိုရှိရပါတော့340အကျော်အထိကိုရှိခဲ့တာအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒါလုတ်သားမလုံလောက်မှုကြောင့်ပေါ့နော်ဟုတ်ပြီဘလိုနေရာဒီမှာလုတ်သားမလုံလောက်ဘူးဆိုလဲဆိုလို့ရှိရင်တကယ်ဒီနေရာတိုင်းဒီမှာတကယ်ဂျပန်နိုင်ငံကလုတ်သားကိုအရင်ကရှာနေရဗျာဥပမာပြောပြမယ်ဆိုလို့ရှိရင်တကယ်ဒီဂျပန်နိုင်ငံရဲ့တည်ဖို့ဆောင်ရေးစနစ်ပေါ့နော်ဂျပန်နိုင်ငံမှာကသူတို့မှလည်းပြတာသူတို့နိုင်ငံအတွင်းကွန်ထရိုးတဲ့အရာတွေရှိရပေါ့နော်အဲကွန်ထရိုးတဲ့အရာတွေပြီးတဲ့ခါမှာပြပအတွင်းလာတဲ့တကယ်ဒီတွင်းကုန်တွေပေါ့နော်အဲ့ဒါတွေကိုဒီနိုင်ငံလုံးကိုပြန်ဖြိုးတဲ့လိုအပ်တယ်ကွာအဲ့လိုမျိုးလိုအပ်တဲ့အခါမှာဒီအဓိကကတော့ဒီကုန်တင်ကားမောင်းတဲ့သူတွေပေါ့နော်အဲ့လိုမျိုးမောင်းတဲ့သူတွေကိုလိုအပ်တာပြီးတဲ့ခါမှာဂျပန်နိုင်ငံမှာကဒီကုန်တင်ကားမောင်းတဲ့သူမှလည်းပဲဒါလောက်သားအင်အားခလုံးတော့ဒါကြောင့်မလို့ပြီးခဲ့တဲ့2025ကျွန်တော်ထင်ခရိုနာဗိုင်းရပ်စ်တုန်းကဆိုလို့ရှိရင်ပေါ့နော်တကယ်ဒီဘယ်လိုပြောမလဲဒီဗီယက်နမ်နိုင်ငံကသွားပြီးတော့ပေါ့နော်တကယ်ဒီအထူးကျွမ်းကျင်လုပ်တာတကယ်ဒီကာမွန်သမားဆိုပြီးတော့အဲ့အတွက်ကမှဒါဂျပန်နိုင်ငံကကြောင်းဆောက်ပေးတယ်ပြီးတဲ့ခါမှာဒါလုပ်သားတွေခေါ်ရတယ်ပေါ့နော်အဲ့လောက်ထိကိုမှတကယ်ဒီသူတို့ရဲ့လုပ်သားတွေရမလို့တဲ့အတွက်တခြားနိုင်ငံကိုသွားပြီးကျွန်တော်ကြောင်းဆောက်ပြီးကျွန်တော်ဒါလုပ်သားတွေခေါ်ရတယ်ပေါ့နော်ကျွန်တော်နိုင်ငံသားတွေလည်းပဲဒါခေါ်တော့အခုတော့မင်းတော့ဒါနေတော့ကြားပါရပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီလုပ်သားတွေရမလို့တဲ့အတွက်သူတို့တွေအနေနဲ့ဒီတေးဥဆောင်ရေးလုပ်ငန်းမှာဆိုလို့ရှိရင်သူတို့ရဲ့လစာတွေလည်းပဲဒါဒီတော်တော်လေးကောင်းလေးပေးရတယ်ပေါ့နော်အဲ့လိုမျိုးပေးတဲ့ခါမှာဘာဖြစ်လာမလဲဆိုလို့ရှိရင်တော့ဒီသူတို့တင်သွားမယ်သူတို့ရဲ့ community တွေပုံမှာလည်းပဲဒါဈေးရတက်ရတယ်ပေါ့နော်အဲ့လိုမျိုးဈေးတက်တဲ့အခါမှာပြည်သူတွေကိုရောင်းပေးတဲ့အခါမှာလည်းပဲဒါပြည်သူတွေကနေပြီးတော့မှဒါဈေးကိုပိုကြီးပေးပြီးတော့ဝယ်ရတယ်ပေါ့နော်အဲ့လိုမျိုးဝယ်တဲ့အခါမှာဘာဖြစ်မလဲဆိုလို့ရှိရင်ပြည်သူတွေအတွက်ကိုခက်ခဲမယ်ပြောနေတာဗျာစီးပွားရေးမှာလည်းပဲဒါတော်တော်လေးမှထိခိုက်မယ်အကျက်တဲ့အရန်ဖြစ်မယ်ပေါ့နော်အကျက်တဲ့အရန်ဖြစ်တဲ့အခါမှာဒီကဘာကိုသူဘာဖို့တွက်ဆိုလို့ရှိရင်ဒီကဘာနဲ့ဂျင်မောင်တက်မို့တွက်ဆိုလို့ရှိရင်တော်တော်လေးမှခက်နိုင်တဲ့အနေအထားကိုရောက်သွားတယ်ပေါ့နော်အဲ့ဒါကဒီတေးဘူးဆော်ရေးလုပ်ငန်းတစ်ခုတည်းရှိသေးရနော်တခြားတွေရှိသေးရဲ့ဥပမာဆိုလို့ရှိရင်ဒီဆောက်လုပ်ရေးလုပ်ငန်းအဲ့ဒါတူပဲဆောက်လုပ်ရေးလုပ်ငန်းဆိုလို့ရှိရင်လည်းပဲတကယ်ဂျပန်လူငယ်တွေနေတယ်ဗျာကျွန်တော်ဒီနိုင်ငံသားတွေပဲအများများတာပေါ့နော်ဂျပန်လူငယ်တွေကအများစုကတိတ်မလုပ်ချင်ကြဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ねသူတို့ရဲ့အဓိကအကြောင်းရင်းကကျတော့ပေါ့နော်အဲ့ဒါကိုဝင်လို့ရှိရင်ပေါ့နော်ပန်းလေးပန်းနေအဲ့ပန်းတာအပြင်ကောင်မှဒီအချိန်ကအရန်လုပ်ရတာဒီလုပ်ငန်းထဲမှာကလူကြီးရေမလုံလောက်ဘူးဒီဆောက်လုပ်ရေးမှာဆိုလို့ရှိရင်လည်းပဲလူကြီးရေမလုံလောက်ဘူးလူငယ်အင်ဂျင်နီယာတိတ်မရှိဘူးလူသားရတိတ်မရှိဘူးအဲ့တော့ကြောင့်လို့ရှိတဲ့လူကပေါ့နော်ဒီလုပ်ငန်းတည်တဲ့မှုအတွက်ဆိုလို့ရှိရင်သူတို့တွေအနေနဲ့ကဒါသူတို့ရဲ့အချိန်ကိုပို့ပြီးကြော်ပေးရတယ်အချိန်မိုးတွေအရင်ဆင်းရတယ်အဲ့လိုဆင်းတဲ့အခါမှာဒါအထိမလုပ်ချင်ကြဘူးပေါ့နော်ကျော်လငယ်တွေလည်းအဲကြောင့်လို့ဒီလုပ်ငန်းဆိုလို့ရှိရင်အများစုကဒါ
တုတ်ပြီးတဲ့အခါမှာတော့ကြလို့ရှိရင်ဒါထွေးသွားကြတာများတယ်ပေါ့နော်ပြီးတဲ့အခါမှာ ID လုပ်ငန်းဆိုလည်းတူတူပဲပေါ့နော်ဒီ ID လုပ်ငန်းဆိုလို့ရှိရင်လည်းအခုကလေးရောကဒါပြည်တွင်းမှာလည်းပဲဒါလိုအပ်ချက်တွေရှိနေတယ်ပေါ့နော်ဒီကျွန်တော်ဒီ2030ရောက်တဲ့အခါမှာတော့သူတို့ရဲ့ပြည်တွင်းရဲ့လိုအပ်ချက်ကလေးအခမ်းအကျအရာဆိုလို့ရှိရင်လည်းဒါဒီ ID သမားတွေဆိုလို့ရှိရင်လည်းဒါလူပေါင်းတိန်းနဲ့ချီပြီးတော့မှဒီ ID ပညာရှင်တွေလည်းပဲဒါလူအပ်မယ်လို့တော့မှသူတို့ခံမှန်းထားကြတယ်ပေါ့နော်အဲ့ဒီအရာတွေနဲ့တစ်ဆက်ထဲမှာပြီပေါ့နော်ကျွန်တော်ဒီ2030လောက်ရောက်တဲ့အခါမှာတော့ဒီဂျပန်နိုင်ငံမှာလည်းပဲတကယ်ဒီစက်မှုအပြောင်းအလဲတွေကျွန်တော်လာပြီပေါ့နော်တကယ်ဒီလူသားနေရာတွေမှာတကယ်ဒီ AI နဲ့အစားထိုးမယ်စက်ပစ္စည်းတွေအစားထိုးမယ်အဲ့လိုမျိုးအစားထိုးဖို့အတွက်ကိုလည်းပဲဒါလိုအပ်တဲ့စက်မှုပြောင်းလဲမှုဆိုတာလိုအပ်သေးရပေါ့နော်အဲ့လိုမျိုးလိုအပ်တဲ့အခါမှာဒီစက်မှုတွေကိုပြောင်းလဲနိုင်ဖို့အတွက်ကိုမှဒီလူငယ်လူရွယ်ခြေတက်တွေလုံးဝလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးရတဲ့လိုအပ်တာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံကလည်းပဲဒီ30ရောက်တဲ့အခါမှာတော့အဲ့လိုမျိုးတကယ်ဒီစက်မှုနဲ့ကျွမ်းကျင်တဲ့လူငယ်တွေလည်းပဲဒါတရားတော့မှလိုအပ်လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဂျပန်နိုင်ငံကအားဆိုရှင်သူ့ရဲ့ပြဿနာတွေကိုလုံးဝသိသွားပြီပေါ့နော်ငါတို့နိုင်ငံကဒါတွေလိုအပ်တယ်ဒီနေရာတွေမှာငါတို့လိုချက်တွေရှိတယ်ဒါတွေကိုငါတို့မလုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးသူတို့ရဲ့လိုချက်တွေကိုသိပြီဆိုလို့ရှိရင်သူတို့ရဲ့အမှမလုပ်နိုင်ဘူးနော်အဲ့လိုလည်းမဟုတ်ဘူးပေါ့နော်ခုတည်းကဒါဂျပန်နိုင်ငံကတော်တော်လေးမပြင်ဆင်နေတဲ့မျိုးတွေရှိရပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းပဲဒီသူတို့ရဲ့လုပ်ငန်းအမျိုးမျိုးနေရာမျိုးမျိုးသူတို့ရဲ့တကယ်ဒီစီဝါရေးကဏ္ဍအမျိုးမျိုးမှာလည်းပဲဒါသူတို့နိုင်ငံအတွက်ကမှအခက်အခဲဖြစ်အောင်ဆိုပြီးတော့ဒါသူတို့ရဲ့ဂျပန်အစိုးရအနေနဲ့တခြားလေးမှအားပေးလုပ်ငန်းတွေကိုဒါတော်တော်လေးမှတက်တုံနဲ့မလွတ်ဆောင်နေရပေါ့နော်ဟုတ်ပြီအဲ့ဆိုရှင်ဒါသူတို့ရဲ့ပြဿနာတွေကသူဘယ်လိုမျိုးဖြေရှင်းနေလဲပေါ့နော်အဓိကတော့ဒီတည်ယူဆောင်ရေးလုပ်ငန်းမှာဆိုလို့ရှိရင်လည်းပဲဒါအစိုးရအနေနဲ့ဘယ်လိုမျိုးဖြေရှင်းဖို့အတွက်ကိုစဉ်းစားထားလဲဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်းပို့တဲ့နေရာမှာပစ္စည်းတွေကိုဒါခွဲခြားပို့တာမျိုးမဟုတ်ဘဲနဲ့ဒါတူရစုအဲ့လိုမျိုးတကယ်ပစ္စည်းတွေကိုမှအဲ့လိုမျိုးဘယ်လိုရမလဲဒီပူပေါင်းမျိုးကျတော့ပို့တာမျိုးတွေရှိပြီပေါ့နော်ပြီးတဲ့အခါမှာဒီသူတို့ရဲ့ပို့ဆောင်ရေးစနစ်တွေကိုပြောင်းလဲလုပ်တာရှိမယ်အဲ့ဒီအဖြစ်ကိုမှဒီအခုချိန်မှာတော့ဒါကြီးမရှိသေးပေမဲ့ပေါ့နော်ဖြစ်လာတဲ့ရှိတာဘာလဲဆိုလို့ရှိရင်ဒါ drone ပညာပေါ့နော် drone ကိုသုံးပြီးတော့မှဂျပန်နိုင်ငံအနှံ့မှာဒါတည်ယူဆောင်ရေးလုပ်ငန်းတွေကိုလုပ်ဖို့အတွက်လည်းပဲဒါသူတို့တွေအနေနဲ့ဒါစဉ်းစားနေကြတယ်အခုလည်းပဲဒါ season နေကြတယ်ပေါ့နော်ဒါအတည်ယူဆောင်ရေးမှာဆိုလို့ရှိရင်လည်းဒါအဲ့လိုမျိုးစဉ်းစားထားတယ်ပြီးတဲ့အခါမှာဒီကုန်ထုတ်လုပ်ငန်းပေါ့နော်ဒီကုန်ထုတ်လုပ်ငန်းမှာဆိုရင်လည်းတူပဲပေါ့နော်ဒါသူတို့တွေနဲ့ AI နဲ့ပြီးတဲ့အခါမှာ AI နဲ့တူပဲဒီစက်ရုပ်နည်းပညာတွေကိုလည်းပဲဒါသုံးဖို့အတွက်ကိုပြင်ဆင်နေကြတယ်ပေါ့နော်ခုတည်းကဒါတော့ပြင်ဆင်နေပေါ့နော်အဲ့လိုမျိုးစက်ရုပ်နည်းပညာတွေသုံးဖို့အတွက်ဆိုတာကတော့ဒါကတော့ဒါကိုရိုနာတွေတော့ပေါ့နော်ဒီပြီးရဲ့အခါမှာတကယ်ဒီလေမောင်းနေရပြီတခြားဒီယထာစနစ်တွေမှာအစားပေါ့နော်ဒီနိုင်ငံခြားသားတွေကိုခန့်နိုင်ဖို့အတွက်ပေါ့နော်အခုတည်းကသူတို့တွေအနေနဲ့ဒီအလွယ်တကူတင်ပြနိုင်မဲ့စနစ်ကိုလည်းပဲဒါအများဆုံးရှာဖွေနေတာဖြစ်တယ်လို့ပြီးတဲ့အခါမှာတကယ်ဒီခိုင်းကောလုပ်ငန်းလို့ခေါ်တဲ့တကယ်ဒီဘူဝါဆက်ဆွေလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းပဲဒါသူတို့တွေအခုကလေးကပေါ့နော်တကယ်ဒီစက်ရုပ်နည်းပညာတွေအသုံးချမယ်ဒီ AI နည်းပညာတွေကိုအသုံးချပြီးတော့မှဒီလုပ်ငန်းကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်ကိုမှအခုတည်းကဒါပြင်ဆင်နေတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒီကမှာဒီနိုင်ငံခြားသားလုပ်သားတွေကိုခေါ်တာမျိုးလည်းပဲရှိရပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ဒီလွန်ခဲ့တဲ့2024တုန်းကဆိုလို့ရှိရင်ဒီနိုင်ငံခြားသားပေါင်းအားလုံးပေါင်းလို့ရှိရင်ဒီနိုင်ငံခြားသားအလုပ်သမားတွေမယ်နော်ဒီအလုပ်သမားအထင်ကို2.4သန်းလောက်အထိကိုခေါ်ခဲ့တာပါဟုတ်ပြီအဲ့လိုမျိုးခေါ်တာတော့ရှိရပါတော့ဒါပေမဲ့ဒီ2030လောက်ရောက်လို့ရှိရင်တော့ဒီလုပ်သားတွေကပိုးလို့လာမယ်နိုင်ငံခြားသားတွေလည်းပဲပိုးခေါ်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပိုးခေါ်မှာဖြစ်တဲ့ဆိုပေမဲ့ဒါတို့လုံးဝအကန့်အသတ်ထားမှာပဲပေါ့နော်အကန့်အသတ်ဒီစီမီနီဆိုတော့လုံးဝရှုပ်ထွေးနေကိုထားမှာပဲပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီဂျပန်လူမျိုးအတော်များများလည်းပဲဒီနိုင်ငံခြားသားတွေပုံများလာတယ်ဆိုလို့ရှိရင်ဂျပန်နိုင်ငံကလည်းပဲပိုပြီးတော့ဒီဘေကင်းလုံခြုံမှုကဒါပိုပြီးတော့နေလာပြီပေါ့နော်အဓိကအဲ့လိုမျိုးတွေးကြတယ်ပေါ့နော်အဲ့လိုမျိုးတွေးတဲ့အခါမှာဒါနိုင်ငံခြားသားခေါ်မှာဖြစ်ပေမဲ့လည်းပဲဒါအခက်အခဲဆိုတော့ရှိမှာပဲပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကျတော့ဒီ2030မှာသူတို့တွေနေတဲ့တေချာပေါက်ကောင်မှလောက်ကိုလောက်ဆောင်ရမယ့်အရာတွေဖြစ်ပါတယ်ဒါရီမှမလုပ်ဘူးဆိုလို့ရှိရင်တော့ဂျပန်နိုင်ငံကပိုပြီးတော့ဒါခက်ခဲမဲ့နိုင်ငံတစ်ခုအနေနဲ့ပဲဒါပိုပြီးတော့ဖြစ်လာမှာပေါ့နော်ပိုဆိုးတာက2040လောက်ရောက်လို့ရှိရင်ဂျပန်နိုင်ငံအနေနဲ့မလုပ်လို့မဖြစ်တဲ့အရာတွေကရှိနေပါတယ်ဟုတ်ပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်တကယ်ဒီဂျပန်နိုင်ငံရဲ့လမ်းတရားတွေပြီးတဲ့အခါမှာတကယ်ဒီ GP ဝေးစနစ်တွေပြီးတဲ့အခါမှာဥမင်လိုင်းအောင်နေပါဥမင်လိုင်းအောင်ဆိုတာအဓိကတော့ဒီသူတို့တွေနဲ့ဒီကာလပေါက်တဲ့အခါမှာဒီတောင်နေအောက်ကဖောက်ရတဲ့ဥမင်လိုင်းအောင်တွေပြီးတဲ့အခါမှာဒီရထားလာပေါက်တဲ့အခါမှာတောင်နေအောက်ကဖောက်ရတဲ့ဒီရထားလာနေဥမင်လိုင်းအောင်တွေပေါ့နော်အဓိကအဲ့ဒါတွေပေါ့နော်အဲ့ဒါတွေကိုလည်းပဲဒါ2040ရောက်လို့ရှိရင်တကယ်ဒီဥမင်လိုင်းအောင်ဆိုလို့ရှိရင်လည်းပဲတကယ်ဒီဥမင်လိုင်းအောင်တွေရဲ့တကယ်ဒီကျွန်တော်90ရာခိုင်နှုန်းလောက်ကဒါမပြင်းလို့မရတော့ဘူးပေါ့နော်ပြီးတဲ့အခါမှာဂျပန်နိုင်ငံရဲ့လမ်းတရားတွေပေါ့နော်လမ်းတွေတရားတွေကလည်းပဲဒီ2040မှရောက်လို့မှမပြနိုင်ဘူးဆိုလို့ရှိရင်ဒါတော်တော်လေးကမှအနေရများလာမယ့်အနေအထားမှာရှိရပါတော့။ဒါတွေကိုပြင်နိုင်ဖို့အတွက်ကလည်းပဲဒီ2030လောက်မှာသူတို့တွေအနေနဲ့ဖြည့်ရှင်းနိုင်ရမယ့်ပြဿနာတွေဖြစ်တဲ့ခုနကပြောခဲ့တဲ့အရာတွေကိုဖြည့်ရှင်းဖို့ကလိုအပ်တယ်ပေါ့နော်။အဲ့ဒါတွေမှမဖြည့်ရှင်းနိုင်ဘူးဆိုလို့ရှိရင်တော့2040မှာဆိုလို့ရှိရင်ပိုပြီးတော့ဆိုးလာမှာပေါ့နော်။ပြီးတဲ့အခါမှာခံမှန်းချက်တဲ့အရာဆိုလို့ရှိရင်ပေါ့နော်။ဒီ2030မှာသူတို့တွေအနေနဲ့အပြဿနာတွေကိုဖြည့်ရှင်းနိုင်ရဘူးဆိုလို့ရှိရင်2040ရောက်တဲ့အခါမှာတော့ဂျပန်နိုင်ငံရဲ့လူဦးရေမှာဆိုလို့ရှိရင်သုံးပုံပုံလို့ရှိရင်တပုံကတကယ်တက်ကြီးတွေဖြစ်လာပါပြီရဲ့။အဲ့ဒါဆိုလို့ရှိရင်လည်းဂျပန်နိုင်ငံက
ဒီဘယ်လိုပြောမလဲဒီအသက်85နှစ်အရွယ်အဖိုးအဖွားကြီးတွေကိုအသက်65နှစ်အရွယ်အဖိုးအဖွားကြီးတွေကပြန်ပြီးတော့ဆောက်ရှောက်ရမယ်ဘောဆောက်ရလုပ်ငန်းဆိုပြီးကျွန်တော်လည်းဖြစ်လာနိုင်ရည်တွေရှိတယ်ပေါ့နော်ဒါကတော့ဂျပန်နိုင်ငံကသူတို့ကိုယ်တိုင်ကလည်းပဲဒါဦးစားပေးပြီးတဲ့အခါမှာအာယုစိုက်ပြီးတော့ဖြည့်ရှင်းနေကြတဲ့ပြဿနာတွေဖြစ်သလိုကဘာကလည်းပဲဂျပန်နိုင်ငံကဒီပြဿနာတွေကိုဘယ်လိုမျိုးဖြည့်ရှင်းမလဲဆိုတာမျိုးကိုဒါစောင့်ကြည့်နေကြတဲ့ပြဿနာတွေဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကိုလည်းပဲဂျပန်နိုင်ငံတော်လေးကိုမှဒါဘယ်လိုပြောမလဲအားပေးရပြောမလားပေါ့နော်ကျွန်တော်မြန်မာလူသားတွေလည်းပဲဒါဂျပန်နိုင်ငံနဲ့တော်လေးခေါ်ချင်ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဘက်ကကျွန်တော်နိုင်ငံဘက်ကခက်ခဲတွေများတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံကလူသားတွေကိုခေါ်မှုကတော်လေးကိုမှလက်ကျွန်းနေကြကြတယ်ပေါ့နော်ဒါကတော့ဂျပန်နိုင်ငံရဲ့အခုရှိပြဿနာနဲ့2030လောက်မှာသူတို့အနေနဲ့ပြစ်မနေရင်ဆိုင်ရပြဿနာဖြစ်ပါတယ်ခင်ဗျနောက်လည်းပဲဂျပန်နိုင်ငံရဲ့ပြဿနာတွေကိုကြော်ရင်လို့တင်ပြပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့လည်းပဲကျေးဇူးတင်ပါတယ်